အကြတယောက်ရဲ့အိတ်ထဲကနေပုံဟောင်းတစ်ပုံမြေပြင်ပေါ်ကိုကျသွားပါတယ်အတန်မထွက်နိုင်တဲ့မိန်းကလေးတစ်ယောက်ကပုံကိုယူပြီးပြန်ပေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ပုံကိုကြည့်လိုက်တဲ့အချိန်မှာသူမအံ့အားသင့်သွားပါတယ်အဲ့ဒီပုံတွေကကလေးမလေးဟာသူမရဲ့ကလေးဘဝပုံဖြစ်နေပါတယ်ဘာကြောင့်ဒီယောက်ျားမှာသူမပုံရှိနေလဲမသိသေးခင်မှာပဲယောက်ျားကရုတ်တရက်ဒေါသထွက်ပြီးပုံကိုလူယူလိုက်ပြီးသူမကိုအကြမ်းဖက်တိုက်ခိုက်လိုက်ပါတယ်အကြောင်းကတော့အဲ့ဒီပုံဟာသူ့အမနဲ့ခွဲခွာခဲ့ပြီး20နှစ်အကြာမှာကြန့်ရှိနေတဲ့တခုလေးတော့အမှတ်တရဖြစ်လို့ပါပုံကမညစ်မရှင်းဖြစ်သွားတာကိုမြင်ပြီးသူအာယုံထိမရတော့ပဲမိန်းကလေးကိုထပ်ပြီးရိုက်နှက်လိုက်ပါတယ်သူမကသူ့အမဖြစ်နေတယ်ဆိုတာကိုမသိပဲတကယ်တော့20နှစ်ကအရင်ကမိန်းကလေးဟာလူကုန်ကူးသူတွေကဖမ်းဆီးခေါ်သွားခြင်းခံခဲ့ရပါတယ်သူမနဲ့သူ့မိတ်ဆွေကလေးတွေကထွက်ပြေးနိုင်ခဲ့ပေမဲ့ပြေးနေချိန်မှာကောင်လေးတယောက်အားကုန်ပြီးလဲကျသွားပါတယ်ကောင်လေးကပြောပါတယ်ငါမပြေးနိုင်တော့ဘူးမင်းသွားပါဒါကြောင့်မိန်းကလေးကသူ့ကိုမျက်ထဲမှာဝက်ပေးပြီးသူ့လက်ဘေးမှာရှိတဲ့ဖန်တန်ကိုကြည့်ပြီးပြောပါတယ်ငါမိဘတွေနဲ့ညီတွေကိုပြောပေးပါငါသူတို့ကိုစောင့်နေတယ်ပြီးတော့သူမကိုယ်တိုင်လူကုန်ကူးသူတွေကိုအာယုံဖမ်းသွားစေပြီးကောင်လေးကိုကယ်တင်လိုက်ပါတယ်ဒါပေမဲ့သူမကိုပြန်ဖမ်းမိသွားပြီးဒေါသထွက်တဲ့လူကုန်ကူးသူတွေကလက်ချောင်းကိုထိခိုက်စေခဲ့ကြပါတယ်အဲ့ဒီအကြောင်းကြောင့်သူမအတန်မထွက်နိုင်တော့ပါဘူးကောင်လေးကအရာအလုံးကိုမြင်ခဲ့ပေမဲ့အသက်ရှင်ဖို့အတွက်မလုပ်နိုင်ခဲ့ပါဘူးအနာဂတ်မှာပြန်လည်လက်စားချေဖို့အတွက်သာဒီလိုနဲ့22ကုန်သွားပြီးကောင်လေးဟာချမ်းသာတဲ့စီတယောက်ဖြစ်လာပါတယ်ဒါပေမဲ့သူမကိုရှာဖွေတာမရက်ခဲ့ပါဘူးအခြားဖက်မှာတော့မိန်းကလေးရဲ့ဖခင်ဟာတမီးကိုဆုံးရှုံးမှုကြောင့်နာကျင်ပြီးနောက်ဆုံးမှာတေဆုံးခံဒီမှာသူ့ပိုင်ဆိုင်မှုအများစုကိုပျောက်ဆုံးနေတဲ့တမီးနာမည်နဲ့လွှဲပြောင်းပေးခဲ့ပါတယ်အချိန်တစ်နေ့မှာကြီးလာတဲ့မိန်းကလေးဟာသူ့ကိုမွေးမြူခဲ့တဲ့မိခင်ကိုဆေးရုံမှာတွားတွေ့ဖို့လမ်းပေါ်မှာလှမ်းလာနေစဉ်ရင်ပတ်နာပြီးလဲကျသွားပါတယ်အချိန်ထဲမှာပဲသူ့အမှန်တကယ်ညီကို3ယောက်ကသူတို့အဖေရဲ့အတုပကိုယူသွားနေကြပါတယ်20နှစ်ကြာလို့ဘသူမှဘသူကိုမသိနိုင်တော့ပါဘူးဒါပေမဲ့မိန်းကလေးကအဖေရဲ့အလောင်းကိုမြင်တဲ့အချိန်မတိတာတဲ့နာကျင်မှုတစ်ခုကိုခံစားရပါတယ်နောက်တစ်ခါမှာတော့သူမမတော်တဆလူဆိုးတစ်ယောက်နဲ့တိုက်မိသွားပါတယ်သူမချက်ချင်းတောင်းပန်ခဲ့ပေမဲ့လူဆိုးကရိုက်နှက်လိုက်ပါတယ်ဒါပေမဲ့သူမလေဘင်းကဖန်တန်ကိုမြင်လိုက်တဲ့အချိန်အဲ့ဒီဖန်တန်ဟာရှယ်မီသားစုရှာနေတဲ့အရာဖြစ်တယ်ဆိုတာချက်ချင်းသိလိုက်ပါတယ်ဆေးရုံထဲဝင်သွားတဲ့အခါသူမကိုမွေးမြူထားတဲ့မိခင်ကိုကျိုးနဲ့ချီထားတာကိုတွေ့လိုက်ပါတယ်အကြောင်းကတော့အဲ့ဒီမိခင်ရဲ့သမီးတစ်ယောက်ကသူမကိုအသက်50အရွယ်လူတစ်ယောက်စီကိုရောင်းချဖို့ကြိုးစားနေတာပါမိခင်ကကာကွယ်ဖို့ကြိုးစားတဲ့အခါသူမကိုချီထားလိုက်ပါတယ်မိန်းကလေးကမလက်ခံဘူးဆိုတော့လူဆိုးတွေကိုလွှဲပေးလိုက်ပါတယ်သူတို့ကမကောင်းတဲ့အပြုအမူတွေပြုလုပ်နေချိန်မှာသူမရဲ့ဖန်တန်မြေပြင်ပေါ်ကိုကျသွားခဲ့ပါတယ်ဒါပေမဲ့သူမမသိပဲတတိရှိစွာပြန်တိုက်ပြီးထွက်ပြေးနိုင်ခဲ့ပါတယ်ပြေးနေရင်ကားတစ်စီးရှိကိုရောက်သွားပါတယ်ကားထဲမှာရှိသူကတော့သူမကကဲတင်ခဲ့တဲ့ကောင်လေးအခုဆီဖြစ်နေသူပါသူမကိုကဲတင်ပေမဲ့ဖန်တန်မရှိတော့လို့သူမကိုမသိနိုင်ပါဘူးနောက်ပိုင်းမှာစီအိုကသူမကိုအဒါဖြစ်တာသိပြီး contract marriage တခုကမ်းလှမ်းလိုက်ပါတယ်ဒီလိုလုပ်ရင်သူ့ပေါ်လက်ထပ်ဖို့ဖိအားကိုလွတ်မြောက်နိုင်ပြီးသူမကိုလည်းကာကွယ်နိုင်မယ်လို့ထင်ပါတယ်ရွေးချယ်စရာမရှိတော့တဲ့မိန်းကလေးကအဆိုကိုလက်ခံလိုက်ပြီးသူ့အိမ်ကိုလိုက်သွားပါတယ်ကျွန်တော်ဗီဒီယိုလေးတစ်ပေါ်ကြရင်အသေးလေးပေးပြီးအပေါင်းလေးနှိပ်ခဲ့အောင်တော့